စီဝါဓာတုလက်နက်တစ်ခုပင်လယ်ထဲပြုတ်ကျတော်မူအချိန်မှာပဲအမျိုးသားတစ်ယောက်ကအစိမ့်ငွေဘုံကြီးကိုမြေပြင်ပေါ်အမြန်ချထားလိုက်ပါတယ်။သူဟာသူ့ရဲ့အင်နာအားလုံးကိုအထုံချပြီးဘုံမချခင်တစ်စက္ကန့်အလိုမှာပဲအဲ့ဒီအစိမ့်ငွေဘုံကိုအမိအရာဖန်ဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူလှုပ်လိုက်တဲ့အထံတွေကကျဲလုံးနေရကြောင်းရန်သူတွေကသူ့ကိုတတိထားမိသွားပါတယ်။ရန်သူကဂက်တလင်းတနက်ကိုအထုံပြုပြီးသူ့ကိုမရမနာပစ်ခတ်ပါတော့တယ်။ကြီးစံတွေဟာမိုးပေါက်တွေလိုရွာချနေပြီးရှော့တဲ့ပုံစံနေရာမရှိသလောက်ဖြစ်သွားပါတယ်။အခြေအနေတွေပိုဆိုးလာတာကြောင့်ရှော့နာဘုံမပေါက်ကွဲအောင်အမြန်ဆုံးရေမြောင်းထဲမှာဝှက်ထားလိုက်ပါတယ်။အဲ့ဒီနောက်ဘုံတွေကချစ်ပြားကိုလည်းဖြုတ်ယူဖို့သူမမေ့ခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲရန်သူစီမှာကြီးစံကုန်သွားပြီးစနိုက်ပါနဲ့ရှောင်းကိုအသေးပစ်ဖို့ပြင်ဆင်လိုက်ပါတယ်။မမျော်လင့်ပဲရှောင်းရဲ့အပေါင်းအဖော်ကနောက်ကနေတိတ်တဆိတ်ရောက်လာပြီးရန်သူကိုတနက်တင်နဲ့ရိုက်ချကတတိလစ်သွားအောင်လုပ်လိုက်ပါတယ်။အခြေအနေတွေခေတ္တအေးဆေးသွားပြီးမြဲခုနကပြစ်ခတ်တန်းတွေကြောင့်ရန်သူတွေထပ်ရောက်လာပါတယ်။အရေးကြီးတဲ့အခိုက်အတန့်မှာပဲရှောင်းနာ10မီတာလောက်မြင့်တဲ့ဆင်းမြင့်ပေါ်ကနေခုန်ချလိုက်ပါတယ်။သူဟာကြီးစံတွေကြားတဲ့ကနေကိုတောင်ဟောင်းတစ်ခုတည်းကိုအရောက်သွားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရန်သူကသူ့နောက်ကိုထပ်ချက်မကွာလိုက်လာပြီးထပ်မံပစ်ခတ်ပါတယ်။ရှောင်းနာအမြန်ဆုံးလှုပ်ရှားပြီးမှန်တကာကိုရိုက်ခွဲကကြီးစံတွေကိုရှောင်တိန်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူဟာစိတ်ကူးတစ်ခုရပြီးချစ်ပြားကိုမြေပြင်ပေါ်ပစ်ချလိုက်ပါတယ်။ချစ်ပြားတန်းကြောင်ရန်သူတွေအာယုံပြောင်းသွားတဲ့အချိန်မှာပဲရှောင်းနာသူ့တွေကိုတိုက်ခတ်ပါတော့တယ်။အပြန်လန်တိုက်ခိုက်ပြီးတဲ့နောက်ရှောင်းနာရန်သူရဲ့ညစ်ထက်တာကိုခံရပြီးအသက်အန္တရာယ်နဲ့ရင်ဆိုင်ရပါတယ်။အဲဒီအချိန်မှာပဲရှောင်းနာသူ့ရဲ့နောက်ဆုံးအင်အားကိုအသုံးပြီးအစိမ့်ငွေဘုံကိုရန်သူပါဆက်တဲ့အသိမ်းထိုးထည့်လိုက်ပါတယ်။ရန်သူဟာအစိမ့်ငွေတွေကြောင့်ချက်ချင်းပဲအသေးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့အနီးကရှိနေတဲ့ရှောင်းနာလည်းအစိမ့်ငွေတွေရဲ့တက်ရောက်မှုကိုခံလိုက်ရပါတယ်။ကန်ကောင်းထောက်မှစွာနဲ့ပဲသူဟာကြိုးတင်းပြင်ဆင်ထားတဲ့အစိတ်ဖြည့်ဆေးကိုသူ့ရဲ့ခံလာကိုယ်ထဲထိုးထည့်လိုက်ကြကြောင်းအစိမ့်ငွေတွေအန်ဒီရေကနေအောင်မြင်စွာလွတ်မြောက်သွားခဲ့ပါတော့တယ်